ဆိုတော့ကျွန်တော် live ပြကြရေး high ဟုတ်ကဲ့ကျွန်တော် identity ထည့်ရတယ်ဘာ identity ဆိုတော့ကျွန်တော်ပြမယ်ရောက်ကျွန်တော်စကင်ကြည့်လိုက်အဖုထစ်လေးနေတိလားလက်ကိုကြည့်လိုက်ကျွန်တော်အဖုထစ်လေးနေတော့ခဏလေးကျွန်တော်ပြတိလားဒါတော့ပြမယ်ကြည့်လိုက်လက်ကဖုထစ်လေးနေကျွန်တော်ရန်လာရေးလားဆိုတော့ဒီ identity လေးရန်ပိုက်ပါပြီပြီးတော့ကျွန်တော်နောက်ထပ် identity ကျွန်တော်ပြမယ်ကျွန်တော်ရှစ်ခုနှစ်ခါနေလိုက်ရင်ဒါကျွန်တော်ဆုံးဆွဲအောင်ပြပါနောက်တစ်ခါထပ်နေလိုက်နော်ကျွန်တော်ဇုံပြန်ဆွဲပြီးတော့ဒါရန်သုံးနေတယ်ပြီးတော့ဆက်ဟိုးပြီးတော့ကျွန်တော်ပြတဲ့နောက်တစ်ခုကကျွန်တော်ရောရန်ဆင့်မြင်တာမကြည့်ကျွန်တော်ပြမယ်โอเคအားကြောင့်မွေးမျိုးလေးတွေလည်းလှုပ်ထားတယ်ပြီးတော့ဟေးရတာနေကောင်းရလားကျွန်တော်ပြီးတော့ဒီမှာ site game ကြီးတွေရော site game တွေရောလှုပ်ထားတယ်ပေါ့နော်ကျွန်တော်နေရာလေးအခြေထက်ချဲ့ထားတယ်ကဲဆိုတော့ဒီနေ့ main ကကျွန်တော် diamond ရအောင်ရှာပါနော်ရုံးဆုံး diamond ရှာရင်ကျွန်တော်ပစ္စည်းတော့တိတ်နေဖြည့်ပြဲသွားရင်ကျွန်တော်ရေယူရမယ်ဆိုတော့ကျွန်တော်တို့ပြရဟိုဟာရေယူရမယ်ပြီးရင်အစားစားရန်လို့လေပြီးတော့ကျွန်တော်ရှိမှဗီဒီယိုတွေအများကြီးရိုက်ထားပါသေးတယ်ဆိုတော့ကျွန်တော်ဒီဒီတော့ကျွန်တော် cave တဲ့တစ်ခါသွားသေးတယ်အဲတော့ကျွန်တော်မီတုတ်တန်ရောပါလို့ဝေးသွားလို့ရလိုက်ဆိုတော့ဒီတစ်ခေါက်ကတော့ဝေးသွားလို့စဉ်းစားရတယ်ကျွန်တော်ဒါကြီးပုံလို့ပြောတော့ไม่รู้อ่ะโอเคကျွန်တော်တို့ပါလို့လေပါလေပစ္စည်းတိမ်မှုလို့လေရေးမပေါ့ဒီမှာခွတ်တင်တီပဲဒီကွာပေါ့နော်ဒီွားတော့ဒီရေးလည်းမကြည့်ဘူးနော်ဒီအများလေးကျွန်တော်ပုံပေါင်းလိုက်မယ်ဒီလိုရှိရင်ပြန်ပြစ်လို့ရအများကြီးပုံပေါင်းအကောင်းတိုင်းဖြစ်အောင်ပေါင်းလိုက်ပြီနော်ကျွန်တော်ဒါဆိုရင်ဒီလောက်ရတယ်โอเคဆိုတော့ကျွန်တော်ဒီတစ်ခုဆိုတော့ကျွန်တော်ပြည့်ရတယ်ပြည့်ပြရတယ်ဟုတ်လားဆိုတော့ဒါတန်ရင်ကျွန်တော်โอเคကျွန်တော် astro pick up လုပ်လိုက်မယ်ပြီးရင်ကျွန်တော်လိုအပ်တာတွေထည့်လိုက်မယ်ဆိုမီရုပ်တန်ကြီးလည်းအများကြီးလိုတော့နော်အဲ့တော့မီရုပ်တန်ကြီးလိုပါမယ်ရုံးဆုံးကပါမုတ်လိုပါမုတ်တွေလည်းအများကြီးလိုတယ်ကျွန်တော်တို့ပြီးတော့ဝါးရေးလိုတယ်မီရုပ်တန်ကြီးလိုတယ်ဒီနာခိုးလေးပြန်တူလိုက်မယ်โอเคကျွန်တော်32ချောင်းကိုတော့တန်နေအဲ့တော့တို့ဆောင်းနေလာတယ်ဆိုတော့ရိုးတွေလည်းတော့ခွင်းဝင်ပေါ့နော်ပြန်ထွက်ကျွန်တော်ပြန်ထွက်မယ်ဆိုတော့ဒီနားမှာရဲရွာသားတွေကတော့ပုံလို့မရဘူးကျွန်တော်ပုံပြရတယ်ဆိုတော့ရင်းခါကြပါအဲ့ဒါအောက်ထဲဆင်းမယ်ရပါတယ်စကီးပြအောင်စကီးပြရော့ဟုတ်တယ်ဒီမှာရေးချတာလေတော့ရပ်ဖို့ဖြတ်အောင်လို့ရော့โอเคကျွန်တော်ဆင်းသွားလိုက်တယ်โอเคကျွန်တော်တို့ကဘိုးပဲချောင်းပါနော်ဂျာဝါထင်ရှားလေးတွေကျွန်တော်အများကြီးပါလာတယ်ကျွန်တော်ကျွန်တော်ဆော့နေဘယ်တော့မှလုံးဝဂျာဝါမဟုတ်ပါဘူး။အိုးငါဘယ်ကောင်ပြစ်ဒီကောင်ကွာတော်ဆိုးနေရော့ကဲဆိုရှီကကျွန်တော်နောက်တစ်ခုအုံနာဒီဆိုပထမရှိကပြောက်သွားပြီ။โอเคညမှာတော့ဒီနောက်မှလေးတိလာသေးတယ်ခဏကျွန်တော်အမြဲတိတယ်ဟိုကျွန်တော်အဲ့ဗီဒီယိုတင်နေတာအဲဒါကြောင့်လည်းကျွန်တော်အဲ့ဗီဒီယိုကဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော် edit နေတယ်ကျွန်တော်ရဲ့အတန်ကြီးမပါလာဘူးအားနဲ့ကျွန်တော်လုံးဝဗီဒီယိုတင်လို့အဆင်ပြေပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့လုံးဝလမ်းစားဖြစ်မယ်လို့ကျွန်တော်ညှော်လင့်မိပါတယ်နော်ကျွန်တော်ရေးဘာမရှိရဘူးကြောက်ရကြမ်းနေဆင်းလိုက်တော့no ကျွန်တော်မသိလိုက်ဘူးညာကျွန်တော်တို့ဆမ်းမှာငါပစ္စည်းပေါက်တော့မလို့ကျွန်တော်မြန်တော့မှဖြစ်မယ်ကျွန်တော်မကြည့်လိုက်ဘူးကျွန်တော်ပိတ်ကက်ကြီးပြန်ယူညာဗျာကျွန်တော်
ကောင်းသွားလားဗျကန်ကောင်းတာဗျတကယ်ကန်ကောင်းနေပေးလေးပါကျွန်တော်အရင်လေးလာဖို့ခေါ်ပါ school โอเคကျွန်တော်ရေးလိုရယ်နော်ကျွန်တော်ဒီမှာပေါ်ပါရေးခတ်သွားလေတော့အားလေးကျွန်တော်တွေးပြအောင်ပါမုံစားတယ်နိ yes very good ပါ good morning ပါမို့ let's go ကျွန်တော်တို့ဗီဒီယိုလေးလိုရကမတင်တာကိစ္စတွေလည်းရှိတော့ပါဆိုတော့တောင်းမယ်ပါရင်အတီးချင်းတင်ဖို့တော့လုပ်ပါလေကျွန်တော်ဗီဒီယိုတစ်ခုရိုက်တာဒါပေမဲ့အသံမပါလာတော့ကျွန်တော်ဗီဒီယိုတင်လို့မဖြစ်ဘူးပြန်နေ sorry ပါအဲ့အတွက်ကြောင့်ဒီလိုပုံမဲ့နာပဲကျွန်တော်တက်လာတူရင်လည်းမတူတော့ဘူးဒီပြောအတက်ပြီးမှအဲ့ကြောင့်ကြည့်ရတယ်နော် okay yes ဘူရင်ကြပါကျွန်တော် no ဘယ်တော့မှရေးခံမှာဘယ်တော့မှမတော့တာငါ့ချတာနေငါမျိုးတင်ရင်ချင်းပါငါမျိုးရဲ့ရန်ခင်ရတဲ့တင်ရင်ချင်းတွေတယောက်ပါโอ้အမ်ဘရိကင်ဝမ်ကျွန်တော်တောင်းအာယုပါလေးနဲ့အမ်ဘယ်လေးနဲ့အမ်ဘယ်လာဘလို့တန်တော့ကျွန်တော်လည်းမသိဘူးဟုတ်ပါဟောမျောလိုက်တော့ဟောဒီအောင်မတင်ရno အေးကျွန်တော်လည်းချင်းချာပြီကျွန်တော်ပြောရေးကျွန်တော်ရှင်းချာရမ်းပြောတာ no လာပစ်တီဘယ်ဖြစ်တာတော့ဟာပြောမိတယ်ကျွန်တော်ပြီးတော့ကျွန်တော် second တစ်ချိန်လာနော်ရိုက် second အိုးတော်သေးတယ်ကျွန်တော်ရှိကထားလို့ရှိကထားလို့ဗျာဟိုကျွန်တော်ချောနေတယ်ကျွန်တော်ကန်ရမ်းကောင်းနေတယ်ဒီဘိုင်း oh fuck ဒီရေအောက်ထဲကြီးကပူတင်းလာကျွန်တော်ပြီးကျုပ်တဲ့နေရာဘာတော့ဟာပြီးကျုပ်တဲ့နေရာမလောက်ဘူးလေလုံးကြပါဒီလောက်တိုင်းရွှေတာသုံးပါကျွန်တော်ဒါသုံးရတယ်ဒါကျွန်တော်လာပြနေအဲ့လက်ရှိကျွန်တော်လာပြနေအဲ့ပါကျွန်တော်ရတက်ပါအဲ့ဆိုဘလို့ကြီးလေဟောတပတ်ပြန်ပတ်တာဗျာတပတ်ပြန်ပတ်တာပါနော်ကျေးဇူးလည်းတင်ပါတယ်ရေးထားပါဗျာဆုံးပြေးတဲ့တေးနေပါဟိုကျွန်တော် diamond လိုချင်နေပြီ diamond မရှိဘူးလား diamond မရှိဘူးလား yes diamond မရှိဘူး no ဒီမရှိလို့ပြန်ယူမယ်ဘာလို့လူရဲ့ကြီးတော့ diamond တစ်လုံးတော့မရှိပါလားဒီတော့ပါကျွန်တော်ဆုံးပြေးလာတဲ့တေးနေအောင်no fuck oh shit တော့ပြီဘာဖြစ် yes yo မပီပီ bro လာရှုပ်ရှင်မင်းeasy bro easy okay soကျွန်တော်ဒီ diamond အရင်လို့ရရှိပြီကျွန်တော် diamond လည်းမရသေးဘူး no ရဆိုးပါလေကန်ဟောင်းတာကျွန်တော်ဒီဘက် diamond လည်းမရအောင်ဘာမှလည်းမရအောင်ကျွန်တော် cave တွေကိုလည်းလာတာနှစ်ခါရှိတယ်။ဒါမှပျောက်သွားကောင်းရလေ။ကောင်းပါလေဒီစားကောင်းပါလေ။
ပြီကျွန်တော်အားရနေပဲယူလိုက်တော့ဟုတ်ညာရန်ဟိုလာပြတာညာရန်ကောင်းကျွန်တော်အားရနေပြီကျွန်တော်အဲပဲလို့ပို့ကျွန်တော်အားရနေအများကြီးလို့လေအားရနေအများကြီးလို့ပါနော်ကျွန်တော်အိမ်မဆောက်ရသေးဘူးကျွန်တော်အိမ်ဆောက်ဖို့စဉ်းစားတာကျွန်တော်အိမ်ကိုဘယ်လိုနေရာမျိုးအဆောက်ဖြစ်လဲကျွန်တော်ကျွန်တော်ကျန်းနာမှာဆောက်ခြင်းကျန်းနာလေးတော့ဆောက်ခြင်းဒါပေမဲ့ကျွန်တော်ရွာနဲ့နေတဲ့နေရာမှာလေးဆောက်ခြင်းဆိုတော့ကျောင်းရွာနာမှာလေးပါလေစပားဆိုင်တဲ့နေရာဘေးနားမှာလေးဆောက်ရကျွန်တော်ဟောလေးချပြီနော်ဖော်ဒေးရှင်းလေးချပြီးကျွန်တော်ဆောက်လို့ရတယ်ဆိုတော့ဒါပေမဲ့ဆိုတော့မရင်းဆိုတော့ကျွန်တော်အားရနေမှာကြီးပဲပုံမှန်လေးအားရနေရှိ yes ကျွန်တော်အားရနေမှာကြီးကျွန်တော်အားရနေတူးမယ် let's go ဒီအောက်ပိုင်းမှာအားရနေတော်တော်များများရှိတယ်ဒီ form ရရမကြောက်ဝဲလာဆို survival ဆော့ကြပါ crazy မဆော့ကြပါနဲ့ crazy ရဆူပါတယ် crazy ချက်ပြင်းကြတယ်နော်ပြီးတော့ကျွန်တော်ပြောနေတာကပြောချင်တာကကျွန်တော်နော်ရှိဘက်ကကြီးဝါတာဘက်ကကမနေကိုယူနေရတယ်။အိုးတော့အေးမလေးရင်းနေအောင်တုံနေဗျာ။အာရှိမေတာတော်လေးကျွန်တော်ဒီဟာရေကဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်ရေချလိုက်မယ်။ဟိုကြောင်ပြထားပို့ infinity water လို့ဒီပါနော်ဒါတော့ရန်သုံးပါလေကျွန်တော်ဒါလက်ကြောကတ်တဲ့သူတွေလုံးလို့ရမှာပါလေဆိုတာရန်ကျွန်တော်လက်ကြောတက်တဲ့သူတွေချင်းပြပါမယ်ရလုံးလို့ရှိရင်yes myရှိတော်သေးတယ်ဒီကောင်လေးတော်တော်လွန်နေပြီကျွန်တော်အဲ့နောက်ကြီးကိုရမ်းမုန်းတာဒီလိုပေါ့တောင်းမှမှာကျွန်တော်ဆဲတယ်ပေါ့ဗီဒီယိုမိုးကောင်ဖြုတ်ပါခဲ့စမ်းရောဒီနောက်ကတုံးတယ်ဒီနောက်ကဆိုရင်ရမ်းဖို့ကျွန်တော်ဒီနောက်မှာဒီတုတ်တယ်လေးထားရတယ်အဲဆိုရင်ညာကောင်းပါလေ very good ပါလေကျွန်တော်ဒီအော်လေးမှာဒိုင်မွန်ရှိရောဒီစကေလီတန်ဘယ်ရောက်လာလို့တော်တာထွက်လာပြီနော်ငါရင်းတော်တာထွက်နေပြီโอเคဆိုတော့ကလည်းမရှိဘူးဗျာကျွန်တော်ရန်စိတ်ညစ်တာရန်ဝန်းနေတယ်ဗျာโอเคကျွန်တော်ဒီနေ့မှာကျွန်တော်ညာကုန်းလေးရပါပြီနော်ကျွန်တော်ဒိုင်မွန်အရင်လူရင်းနေပြီချိန်နေပါပြီ။အဲ့လိုလုံးဝပြောင်းပြည့်နော်။ထားလိုက်ပါတော့။ဒါမှမဟုတ်ကျွန်တော်လည်းကံမပါလို့ပဲထားလိုက်ပါ။ကျွန်တော်ရောင်းဝင်နေလာ။ရောင်းဝင်နေလာ။အော်မလေးမိုက်ပါလိ။မိုက်နော်
ပြန်တက်ပြီကျွန်တော်ပို့ပြန်မတက်ခင်ကျွန်တော်ခိုးတွေအများကြီးတူးဖို့ရှိတယ် yes ခိုးတွေအများကြီးတူးမှရမယ် okay တော့ကိုတက်တူးရအောင်ကိုကတတော်မှာကျွန်တော်ရက်ဆက်လိုက်တာဗျာဒီ cave ကြီးอ่ะဟုတ်တယ်ဒီ cave ကလုံးဝဘိုးမရှိရဲ့ cave ကြီးကစိတ်ညစ်နေ okay တော့အာရုံအများကြီးရနေပြီလိုချင်တာအာရုံမဟုတ်ပါဘူးဒိုင်းမမှာဒါပေမဲ့ပြီးရင်လည်းယူဖို့အာရုံမယူအောင်ပါပေါ့ပြီးတော့စုံပြီးပါလာလို့တော့ဘောင်းကြောင်းတော်နဲ့နော်ခိုးလိုက်ရှာခိုးရမ်းလို့လေဟိုအာယုန်နေနေတာမို့ကျန်းကျွန်တော်ဒီရောက်တဲ့တော့အာယုန်နေအများကြီးရပါတယ် yes very very good ပါဒါတော့ကျွန်တော်မတူးတဲ့နေရာအများကြီးရှင်အာယုန်နေအများကြီးပို့ပြီးကျွန်တော်မတူးရတော့ yes ကျွန်တော်အာယုန်နေတိတ်တယ်တော့လို့တော့ဘယ်အောင်မရအာယုန်50တော့ oh my god ရင်းဖို့ရကျွန်တော်သိပါရရောက်ဝိုင်းတန်းရောက်တယ်နော်စကယ်လီတန်ဒီရောဘာဒီရောညာဒီရောအာ shit no ah fuck တော်ပြီလေကွာတကောင်မပြည့်ပြည့်မိပြီးလင်ပြည့်ပြည့်ဘူးတာကြချက်ကြီးတွေပဲဟောင်းလိုက်တဲ့စကယ်လီတန်လေးရအာများပဲချောင်းလိုက်ရကျွန်များငါရအောင်ရှိပါ very very good ဆိုတော့လားကိုလိုက်ရှာဟိုးပေါ်မှာကိုရလို့ကျွန်တော်ဘယ်လိုတက်တူလဲဆုံးနေပြီပါကြပါမရတယ်ဆိုတော့ကကျွန်တော်ပြေဘာတူရအောင်လေဒီမှာခု yes ကျွန်တော်ကိုကဒိုင်မွန်လို့ရှားနေတာရရင်တော့အများကြီးရပါ yes very good ပဲခိုးရများကြီးခိုးရများကြီးအားကြီးဝါခိုးရအရင်များညားလေးကောင်းလေးပဲခိုးဆိုတာဒါသာတော့ဒီတော့ခိုးရန်တယ်ရှာရန်ရှာမှရှာရှိရောရှာပါမှာတော့ခိုးတော်ရှာတယ်ကျွန်တော်ရှာပါမှာကျွန်တော်ဒိုင်းမွန်ရှာပါမှာပုံများ yes အဲ့ဒါလေဘယ်လိုမှာဒိုင်းမွန်ရှာရကျွန်တော်ဆော့လိုက် survival တဲ့ tension ကျွန်တော်ဒိုင်းမွန်ရက်ပနေရလို့ပြောကျွန်တော်ရက်50ကျော်လောက်မှရတယ်ဘောနော်ဒီဘေးနာဒိုင်းမွန်ရရပေါ့ဘေးနာ day plate ဆိုတာဟာဒီပေါ့ day plate ဆိုတာဟာဒီပေါ့နော် okay ကျွန်တော်ပြန်တက်ကြရအောင် very very happy ပါပြန်တက်ကြရ yes very good no ဒီညမှာဒါလေးထားရလေပေါ်
အောက်ဆင်းလို့ရှိရင်ပြန်ပြီးကြည့်အောင်တက်ဟာဘာလို့ခေါ်ဘူးကျွန်တော်တက်တာညောင်းဖြစ်ဒါလေးကအန်နီများနိုင်တယ်ဆိုလို့ပြောရတာ That's very ကောင်းတယ်မနက်ခင်းလေးပါဗျာ Okay Okay တို့ကဲဒီတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ channel တက်လို့ရှိရင် like and subscribe လေးလုပ်ခဲ့ပါအောင်ပြီးတော့ကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာဘယ်လောက်ထက်ဒီထက်ပိုကောင်းတဲ့ content တွေအများကြီးနေကြောင်းပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye ပါ